ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေတကားတိုင်းပြည်နဲ့လူသားတွေကြားကအညိုကြီးတဲ့ကလေးစားဆိုတဲ့ပုံမြင်အကြောင်းအရာလေးကိုဖတ်ပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်အကြောင်းအရာလေးကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေရှင်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့ပုံမြင်အကြောင်းအရာလေးကိုအခုပဲဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဟိုရှိဝေဒနီကာလာကစဗျူတီပါလက်ရတောင်ကျွန်းမှာတော့သူနာပရန်တာလို့ခေါ်တွင်တဲ့တိုင်းပြည်ကြီးတစ်ပြည်ရှိခဲ့ဘူးလေတဲ့အဲ့ဒီတိုင်းပြည်ကြီးမှာတော့ရွှေရောင်ဝင်းပနေတဲ့နန်းတော်ကြီးတွေစီကားနေတဲ့ဈေးတန်းကြီးများနဲ့ပြည့်နေပြီးတော့တိုင်းသူပြည်သားတို့ဟာလည်းရှာတိဥတုမြတ်တာလို့စပားဆန်ရီပေါ်ကျော်ရတဲ့အကြောင်းအေးချမ်းစွာနေထိုင်ကြလေတဲ့အဲ့ဒီတိုင်းပြည်ကြီးကိုအုပ်ချုပ်ဆိုးဆန်တဲ့ဘေးမြင့်မြတ်တဲ့မိဖုရားကြီးတို့မှာတော့သားတော်နှစ်ပါးထွန်းကားခဲ့ပါတော့တယ်သားတော်အကြီးမှာတော့မောင်တုတ္တဖြစ်ပြီးတော့သားတော်ငယ်ရဲ့အမည်မှာတော့မောင်နန္ဒဖြစ်ပါလေတဲ့။သားတော်နှစ်ပါးမှာတော့အသက်အရွယ်အဖြစ်16နှစ်နဲ့14နှစ်သာကွာခြားကြပေမဲ့စိတ်နေသဘောထားတွေကတော့မိုးနဲ့မြေလိုပဲကွာခြားလာပါတော့တယ်။နောက်တော့မောင်တုတ္တလာပြီဝင်ကဲ့သို့အေးမြတဲ့မေတ္တာတရှိပြီးတော့စင်ရသာကျေးကျွန်ပါမကြမ်းကျဉ်းနှံစွာဆက်ဆံတတ်တာကြောင့်တိုင်းသူပြည်သားအပေါင်းတို့ရဲ့ချစ်ခင်မှုရရှိထားသူပဲဖြစ်ပါတော့တယ်။ဒါပေမဲ့ညီတော်မောင်နန္ဒမှာတော့မန်မာနကြည်ချင်းသူတစ်ပါးအပေါ်မှာမနာလိုမှုတို့စိတ်များနဲ့ပြည့်နဲ့နေပြီးတော့သူတစ်ပါးဒုက္ခရောက်တာကိုမြင်တော့ကျဉ်တ်တဲ့ဆက်ယူရှိသူဖြစ်လေတဲ့ဒီလိုနဲ့တနေ့တော့အခါမှာတော့ခမည်းတော်ဘရင်ကြီးကမမေရဲ့အိုမင်းမစွမ်းဖြစ်နေတဲ့အရွယ်ကိုမျှော်တွေးမိလို့တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရန်အတွက်သားတော်အကြီးမောင်တုတ္တကိုတော့တုတ္တဓမ္မမင်းဟုသောဘွဲကိုခံယူစီလို့ထီနှန်းကိုလွဲအပ်ပေးခဲ့ပါတော့တယ်အဲ့ဒီခါမှာတော့ညီတော်မောင်နန္ဒအကူတော်ဂုံပြုတ်တရားဟန်ဆောင်ပြုံးနေရပေမဲ့ရှင်ထဲမှာတော့မီးတောင်ပေါက်ကွဲတယ်လို့ပဲဒေါသအမြင့်ချောင်ချောင်ထွက်နေခဲ့ပါတော့တယ်ငါသည်လည်းမင်းသားတစ်ပါးဖြစ်ပါလေရဲ့အပဲ့ကြောင့်အကူတော်သားလင်းထီနှံ့ကိုစိုးစံရသည်နည်းဟုသောမနာလိုစိတ်ကသူ့ရဲ့နှလုံးသားမှာအမြင့်တွယ်ခဲ့လေတော့တာပေါ့ဒီလိုနဲ့ကာလလီလျာလာခဲ့ရမှာတော့မင်းကြီးသူတမမှာတော့သားတော်လေးမောင်စိတ်တောက်ကိုဖွားမြင်ပါလေတော့တယ်အဲ့ခါမှာတော့ညီတော်မင်းနန္ဒရဲ့မျောလင်းချက်တို့ဟာလေလုံးဝကိုပြတ်သုံးသွားရတော့တာပေါ့တကယ်လို့အကူတော်တစုံတစ်ခုဖြစ်ခဲ့လျင်မင်းထီနန်းဟာသားတော်စိတ်တထံသို့သာရောက်ရှိမိကိုတွေးမိပြီးတော့ဒေါသစိတ်တို့ဟာလေအထွတ်ထိပ်ကိုရောက်ရှိလာခဲ့ပါတော့တယ်ဒီလိုနဲ့မင်းသားလေးစိတ်တတယောက်အသက်9နှစ်အရွယ်ကိုရောက်တဲ့အခါမှာတော့ကံမကောင်းအကြောင်းမလှစွာနဲ့တုဒ္ဒဓမ္မရဲ့ခမည်းတော်ဘုရင်ကြီးနဲ့မေတော်မိဖုရားကြီးတို့ဟာနေရွာဆန်ကန်တော်ကုံသွားကြလီတော့တယ်။အဲ့ဒီအချိန်မှစလို့ညီတော်မင်းနန္ဒထီနှန်းကိုလူရွရန်အတွက်ပြောင်ပြောင်တင်းတင်းပဲကြံစီလီတော့တာပေါ့။မင်းနန္ဒသူ့ရဲ့ဇနီးဖြစ်သူစန္ဒာဒေဝီနဲ့ရကမဖြစ်သူအမကြီးမဟာဥက္ကလာတို့နဲ့ပူးပေါင်းလို့ရုပ်ဝဲသောအစီအစဉ်တစ်ခုကိုရေးဆွဲကြပါတော့တယ်။အမကြီးဥက္ကလာကညနေညနေများသူပြီးနေစားဒေတာများမှာတော့လူစိုးတခိုးများကိုငွေပေးရန်လို့စူပူတောင်းချမ်းမှုများကိုဖြစ်ပေါ်စေရန်အတွက်ဖန်တီးလိုက်တော့တာပေါ့အကူတော်ဖျားတိုင်းပြည်နယ်စပ်တွေမှာတပုံတွေတောင်းချမ်းနေကြမှာဖျားညီတော်မောင်ကိုတိုင်ကသွားရောက်ပြီးတော့နှိမ်နှင်းပြရစီလို့မင်းနဲ့တာပြည့်ရည်နဲ့ရှောက်တင်လိုက်ပါတော့တယ်အဲဒီခါမှာတော့ရိုးသားဖြူစင်တဲ့မင်းကြီးတုဒ္ဒဓမ္မညီတော်ရဲ့စေတနာကိုယုံကြည်ပြီးတော့စစ်တီဘူပါအမြောက်များနဲ့ရိတ်ခါများကိုထောက်ပံ့ပြီးတော့ဇေလွတ်လိုက်ပါတော့တယ်ဒါပေမဲ့လာအတန်ကြားတဲ့အထိအောင်ပွဲတည်င်းကိုမကြားရပဲစစ်တီများလည်းပြန်မလားတည်င်းအစနာပျောက်ဆုံးနေတာကြောင့်မင်းကြီးလည်းစိုးရင်ပူပန်လာခဲ့တော့တာပေါ့ငါညီတော့တခုခုဖြစ်လေပြီလို့စိုးရင်စိတ်နဲ့မင်းကြီးတုဒ္ဒဓမ္မကလူယုံအနှဲငယ်ကိုသာခေါ်ဆောင်လို့အရှက်ဝတ်နဲ့ရုပ်ဖြတ်ပြီးတော့နေစဒေတာကိုကိုယ်တိုင်ထွက်ခွာသွားပါလိတော့တယ်ဒါပေမဲ့ဒါညီတော်နန္ဒာနဲ့အမတ်ကြီးဥက္ကလာတို့ဆင်ထားတဲ့ထောင်ချောက်ပင်ဖြစ်ကြောင်းကိုတော့မင်းကြီးမသိရှာခဲ့ပါဘူးတဲ့။နယ်ဆက်ကိုရောက်တဲ့အခါမှာတော့မင်းကြီးကအမှန်တရားကိုသိမြင်လိုက်ရပါတော့တယ်။တပုံဟူသည်မရှိနေသောစူပူသူများမှာတော့ညီတော်နန္ဒနဲ့အမတ်ကြီးဥက္ကလာတို့ရဲ့လက်ပါစီများသာဖြစ်နေတာကိုစုံစမ်းသိရှိလိုက်ရပါတော့တယ်။အဲဒီအခါမှာတော့မင်းကြီးကအမတ်ကြီးဥက္ကလာကိုဖမ်းဆီးရန်ကြိုးစားပေမဲ့ကောက်ကျစ်သောအမတ်ကြီးကပရင်းပေါက်မှာခုန်ချပြီးတော့ပြည့်ထွက်လွတ်မြောက်သွားပါတော့တယ်။အဲ့ဒီထက်စိုးနေသည်မှာတော့နယ်မြေတစ်ခုလုံးကညီတော်နန္ဒရဲ့တပ်များဝိုင်းရံထားပြီးဖြစ်တာကြောင့်မ
မင်းကြီးတုတ္တဓမ္မနဲ့လူယုံတော်တို့ဟာလည်းပိတ်မိပြီးတော့ဖမ်းဆီးခြင်းကိုခံရပါတော့တယ်မင်းနန္ဒာအကိုတော်ကိုဖမ်းဆီးပြီးရဲ့နောက်မှာတော့နန်းတော်ကိုပြန်လာပြီးတော့အာဏာသိမ်းလိုက်ပါတော့တယ်မောင်မင်းကြီးသားတုတ္တဓမ္မသည်တိုင်းပြည်ကိုစွတ်ခွာထွက်ပြေးသဖြင့်ငါကိုယ်တိုင်ထီနန်းကိုဆက်ခံသည်အဲ့လိုမူသားစကားကိုဆိုပြီးတော့ထီနန်းတက်လေတော့တာပေါ့ဒါပေမဲ့သူ့ရဲ့အာဃာတမပြေနိုင်သေးပါဘူးလေတုတ္တဓမ္မသူ့မိဖုရားနဲ့သားတော်စိတ်တာဒီ၃ယောက်လုံးကိုတော့သူ့နာပရန်တတိုင်းပြည်မှာငါမမြင်ချင်ဘူးသူတို့ဝါဖောင်၃ဘွက်စီဖွဲ့ပြီးတော့သမုတ်တရားထဲမှာမျောလိုက်ကြတော့မင်းနန္ဒာရဲ့အမိတ်ကရက်ဆက်ကြမ်းကြုတ်လာပါတော့တယ်တိုင်းသူပြည်သားတို့ကမိမိတို့ချစ်ခင်တဲ့မင်းကြီးနဲ့မိသားစုကိုကြည့်ပြီးတော့မျက်ရည်စလဲနဲ့ဝမ်းတွေပူဆွေးကြတော့တာပေါ့ဒါမဲ့အာနာဆက်ပြင်းထန်လာတာကြောင့်ဘသူမှမကူညီရဲကြပါဘူးတဲ့ဝါဖောင်၃စီမှာတော့မင်းကြီးမိဖုရားနဲ့သားတော်လေးကိုတစည်းစီတင်ဆောင်လျက်ခြေလက်များကိုကျွန်းနဲ့တုံနှောင်လျက်ပင်လယ်ပြင်ကြီးတဲ့သို့မျောလိုက်ကြပါလိမ့်တယ်ပင်လယ်ပြင်ကြီးထဲမှာတော့လိုင်းတဘိုးတို့ဟာတောင်လုံးပေါ်မှာကြီးမားလျက်ရှိနေပါတယ်မင်းကြီးတုတ္တဓမ္မမမိရဲ့ကံကြမ္မာတဲ့ဇနီးနဲ့သားတော်လေးရဲ့အဖြစ်ကိုတွေးလို့ရှင်ကွဲမတခံစားရတော့တာပေါ့။အိုးနတ်ကောင်နှမြတ်တို့ကျွန်ုပ်သည်တရားသဖြင့်မင်းပြုခဲ့ပါ၏ကျွန်ုပ်၏သားမယားတို့သည်လည်းအပြစ်မဲ့ပါ၏ကျွန်ုပ်တို့အားစောင့်ရှောက်တော်မူကြပါကုန်တော်လို့အော်ဟစ်ဆူတောင်းလိုက်ပါတယ်တဲ့အဲ့လိုသီလသမารီနဲ့ပြည့်စုံတဲ့မင်းကြီးရဲ့အော်ဟစ်တိုင်တဲတန်ကြောင့်တာရင်သာနတ်ပြည်ရှိတကြားမင်းရဲ့ပန်နုကပလာမြတ်ကြောက်ဖြာသည်လေမိမဖုတ်ထားတဲ့တန်ပြားကဲ့သို့ပူပြင်းလာပါလိတော့တယ်တကြားမင်းကအဘယ်သူသည်ငါနေရာပူအောင်ပြုသည်နည်းဟုစင်ကျင်ကြည့်ရှုလိုက်ရမှာတော့သမုတ်တရားရေပြင်မှာဒုက္ခရောက်နေတဲ့မင်းကြီးတုတ္တဓမ္မနဲ့မိသားစုကိုမြင်တွေ့လိုက်ရပါတယ်။အော်သူတော်ကောင်းတို့ဒုက္ခရောက်နေပါကလား။ငါမကယ်တင်ရင်မသိချေဟုတွေးပြီးတော့တကြားမင်းသည်လည်းလူပီကိုတက်ဆင်းလာပါတော့တယ်။လေပြင်းမုန်တိုင်းကြားမှာမျောပါနေတဲ့ဝါဖောင်၃စီကိုတော့ကန်းဆက်စီကိုရောက်အောင်တွန်းပို့ပေးလိုက်ပါတော့တယ်။ဒါပေမဲ့ကကြမ္မာသည်စမ်းကြယ်လာပါ၏။တကြားမင်း၏ကယ်တင်မှုကြောင့်အသက်ချမ်းသာရာရတော်ညာလေလိုင်းလေရဲ့အရှင်ကြောင့်ဖောင်၃စီဟာတူညီတဲ့နေရာကိုမရောက်ပဲအရာ၃ပါးကိုကွဲပြား၍သွားလေတော့တာပေါ့တားတော်လေးမောင်စစ်တပ်ရဲ့ဖောင်ကကပိလတိုင်းပင်လယ်ကမ်းစာကိုရောက်ရှိသွားပါတော့တယ်ကမ်းဆက်မှာတော့အမဲလိုက်နေတဲ့မှုတ်ဆိုးကြီးလုံနကဖောင်တော်ပေါ်မှာပါလာတဲ့ကလေးငယ်ကိုတွေ့ရှိသွားပါတော့တယ်မှုတ်ဆိုးကြီးကကလေးငယ်ကိုကြည့်ရှုရမှာတော့အဝိအစာတစားပလာတို့ကတာမန်မဟုတ်ပဲမင်းကြီးမင်းသားတို့ရဲ့အယောင်ဆောင်ဖြစ်ကြောင်းကိုသိလိုက်ရပါတယ်တဲ့။ဟာငါကန်တော့ပွင့်ပြီ။ဒီကလေးကတော့တာမန်မဟုတ်ဘူးပဲ။သူ့ကိုငါမွေးစားထားပြီးတော့တနေ့ကျရင်ငါအတွက်အကျိုးရှိအောင်သုံးချရမယ်လို့မုံဆိုးကြီးလုံနကမယိုးဖြောင်သောအကြံနဲ့တွေးတော်လို့မင်းသားလေးကိုကဲတင်ပြုစုလိုက်ပါတယ်တဲ့။အဲ့လိုနဲ့မင်းသားလေးစိတ်ဓာတ်တရားမိဘများနဲ့ကွဲကွာပြီးတော့မုံဆိုးကြီးရဲ့လက်ထဲမှာကြီးပြင်းရတော့မယ့်အခြေအနေကိုရောက်ရှိနေတော့တာပေါ့။တစ်ဖက်မှာတော့ရက်ဆက်တဲ့ဦးကြီးတော်မင်းနန္ဒာကထီနန်းကိုစံမြဲလျက်ပျော်ပါနေပါလိတော့တယ်။မုတ်ဆိုးကြီးလုံနကပိလတိုင်ရဲ့ပင်လယ်ကမ်းစာမှာတောင်တင်လာတဲ့မင်းသားလေးမောင်စိတ်တောက်ကိုကဲတင်မွေးစားခဲ့ပေမဲ့လေသူရဲ့စိတ်ရင်းစေတနာမှာတော့မဖြူစင်လာပါဘူး။မုတ်ဆိုးကြီးကမင်းသားလေးကိုတားရင်ပမာချစ်ခင်ယူရပြပေမဲ့တကယ်စင်စင်မှာတော့မင်းသားလေးဝှက်ဆင်ထားတဲ့တော်ဝင်အဝတ်စားများနဲ့အမူအရာတို့ကိုကြည့်ရှုပြီးတော့ဒီကလေးဟာတာမန်မဟုတ်သူနာပရန်ဒတိုင်းမှာပျောက်ဆုံးနေတဲ့မင်းသားငယ်ဖြစ်ကြောင်းကိုရိတ်စားမိလာပါတော့တယ်။ဒီကလေးကိုတော့ငါအနားမှာဒီတိုင်ထားနေရင်အလကားပဲ။သူ့ရဲ့ဦးကြီးတော်လက်ရှိပြီးမင်းနန္ဒစီကိုပို့လိုက်ရင်တော့ငါအတွက်တသက်စားမကုန်တဲ့ဆုလတ်တွေရနိုင်တာပဲလို့မုတ်ဆိုးကြီးလုံနကလောဘစောတိုက်လို့ရုပ်မာသောအကြံကိုစတင်ကြံစီလိုတော့တာပေါ့။ဒီလိုနဲ့တနေ့တော့အခါမှာတော့မုတ်ဆိုးကြီးကမင်းသားလေးစိတ်တက်ကိုတော့ချစ်တာအဖေတို့မြို့တက်ပြီးတော့ဇီအောင်ထွက်ကြရအောင်လို့လိန်လေပြောဆိုပြီးတော့သူ့နာပရတမင်းနေပြီးတော့သူခေါ်ဆောင်သွားလီတော့တာပေါ့မင်းသားလေးကငရေသူဖြစ်ပေမဲ့ညရည်ထက်မြက်သူပြီးနမ်းမြို့ယူကိုမြင်လိုက်တဲ့နေ့တပြိုင်နက်တခုခုမာရွေးနေကြအောင်သတိထားမိလိုက်ပါတော့တယ်မိမိ၏ရန်သူများရှိရာနေရာသို့ရောက်နေမှန်းသိလိုက်ရတာကြောင့်မုတ်ဆိုးကြီးလက်မှရုံးထွက်လို့ထွက်ပြေးရန်ကြိုးစားလီတော့တာပေါ့ဒါပေမဲ့ခွန်အားပလာနဲ့ပြည့်စုံတဲ့မုတ်ဆိုးကြီးကိုတော့ကလေးတယောက်ရဲ့အင်အားနဲ့မရှင်းနိုင်တာကြောင့်
ပြန်လဲဖမ်းဆီးခြင်းခံလိုက်ရပါတော့တယ်။မုတ်ဆိုးကြီးလုံနကမင်းသားလေးကိုဖမ်းချုပ်ပြီးတော့နန်းတော်ကိုဝင်ရောက်လို့ဘယေမင်းနန္ဒာထံပါကိုဆက်တလိုက်လေတော့တယ်။ဦးကြီးတော်မင်းနန္ဒာမမေရဲ့တူရင်းဖြစ်သူမင်းသားလေးစိတ်ဓာတ်အသက်ရှင်လေးရဲ့ပြန်ရောက်လာတာကိုမြင်တဲ့အခါမှာတော့အံ့ဩထိတ်လန့်သွားတော့တာပေါ့။ဟာဒီကလေးကပင်လယ်ထဲကိုမျောလိုက်တာတော့မှမသိသေးပါလား။အသက်ပြင်းလာကျင်လာလို့စိတ်ထဲမှာမုန်းတီးစွာနဲ့တွေးတောလိုက်ပါတော့တယ်။ဒါပေမဲ့အပြင်ဘက်မှာတော့ဟန်ဆောင်ကောင်းသူပဲမျက်နှာကိုပြုံးရွှင်စီလေရဲ့။အိုးငါရဲ့တူတော်မောင်လေးစိတ်တက်ပါလား။ဘေးကိကိနဲ့ပြန်ရောက်လာတာဝမ်းသာစရာပဲလို့ဟန်ဆောင်ပြောဆိုလေတော့တယ်။အဲ့နောက်မင်းနန္ဒာဇနီးတဲ့စန္ဒာတီဝီရောက်ခမတော့အမတ်ကြီးမဟာဥက္ကလာတို့နဲ့တို့တိတ်တိတိုင်ပင်ပါလေတော့တယ်။ဒီကလေးကိုတော့နန်းတော်ထဲမှာဆက်ထားနေရင်တော့နောက်တစ်ချိန်ငါတို့အတွက်ရန်ဆွဲဖြစ်လာလိမ့်မယ်။ဒါပေမဲ့ဒီမာရင်ကိစ္စတုံးလိုက်ရင်လေတိုင်းသူပြည်သားတွေရိမ့်မိပြီးတော့အုံကြွလာလိမ့်မယ်။အဲအားကြောင့်သူတို့ကမဟုတ်ဆိုးကြီးလုံနကကိုပင်ငွေတော့ကြီးစွာပေးအပ်ပြီးတော့မင်းသားကိုလူမသိသူမသိဖျောက်ဖျက်ပြင်းစေခိုင်းလိုက်လေတော့တယ်။မဟုတ်ဆိုးကြီးကမင်းသားလေးစိတ်တက်ကိုတောနဲ့ကြီးတွေကိုပြန်လဲခေါ်ဆောင်သွားတော့တာပေါ့။အဲလိုနဲ့လူသူအရောက်ပေါက်နေတဲ့တောအုပ်လေးကိုရောက်တဲ့အခါမှာတော့မင်းသားလေးရဲ့မျက်စိကိုအဝတ်မဲနဲ့စီးနှောင်လိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ကြာရွံ့တုံလုံနေတဲ့မင်းသားလေးကိုရက်ဆက်စွာပစ်ထားခဲ့ပြီးတော့မုတ်ဆိုးကြီးတယောက်တည်းလက်ပြန်သွားလိပါတော့တယ်။အမောင်တို့ကြီးစိုးနေတဲ့ညနေတကောင်ရဲ့အချိန်မှာတော့တောကောင်ရိုင်းတို့ရဲ့အတန်များတရွက်လှုပ်တန်များကကြောင်းမဲ့ဖွယ်ရာကောင်းလာပါတော့တယ်။မျက်စိကိုအဝေးစီးတဲ့တကူတဲ့ကြံရည်နေခဲ့တဲ့မင်းသားလေးစိတ်တာကြာရွံ့အားငယ်စွာနဲ့ငိုကြွေးရှာတော့တာပေါ့။မဲတော်ခမီးတော်တားတော်လာခဲ့ပါအောင်လို့တစားစားအော်ဟစ်လို့စန်တဝဝနဲ့လမ်းလျှောက်နေရှာတော့တယ်။အဲ့ဒီအချိန်မှာတော့မင်းသားလေးရဲ့ရှိကပြူပူတဲ့ကုသိုလ်ကံအကျိုးပေးကြောင်းအဲ့ဒီတောအုပ်ကြီးထဲမှာသတင်းသုံးနေတဲ့သူတော်စင်ရစ်တစ်မြတစ်ပါးနဲ့စုံတွေ့လေတော့တယ်။အဲ့ဒီရစ်တစ်မြကတာမန်ရစ်တစ်မဟုတ်ပဲတက်တန်အဖြစ်နှစ်ပေါင်း8000ကျော်နေထိုင်လာခဲ့တဲ့တကိုးရှင်ဝိဇာတို့ရဲ့တစ်မြတ်ကြီးဖြစ်လေပါတော့တယ်။ရစ်တစ်ကြီးကအပိန်ကြီးတကူကြောင့်အိုမင်းချင်းမရှိပဲငယ်ရွယ်နှုတ်ပြိုတဲ့ရုပ်စင်းအင်္ကာကိုပိုင်ဆိုင်ထားသူဖြစ်လေပါတယ်။ရစ်မြတ်ကြီးကငိုကြွနေတဲ့မင်းသားလေးစိတ်တက်ကိုတွေ့မြင်တဲ့အခါမှာတော့ဂယုဏတက်တော်မူ၍ကဲတင်လိုက်ပါလေရောတယ်။အဲလိုနဲ့မင်းသားလေးကိုတော့မမေ့တဲ့300လိုင်းကူတော်ကိုခေါ်ဆောင်သွားပြီးတော့တာရင်ပမာပြုစုစောင့်ရှောက်ထားလိပါတယ်တဲ့။အဲဒီလိုင်းကူတော်မှာတော့တာမန်ကူမဟုတ်ပဲကန္နာရီစေဝါများနဲ့မော်အစီများနဲ့ပြည့်နေနေတဲ့နေရာတူဖြစ်လေပါတော့တယ်။ရစ်ကြီးကမင်းသားလေးအားစပေးကျန်းကံများသာမကဓာခုတ်လန်တို့စစ်ပညာများနဲ့ခန္ဓာ၏အတတ်ပညာများကိုပါသင်ကြားပေးလိပါတော့တယ်။အဲလိုနဲ့မင်းသားလေးစိတ်တက်တယောက်ရစ်ကြီးရဲ့အရေးအာဝါဒအောက်မှာကြီးပြင်းလာခဲ့ရမှာတော့အသက်16နှစ်အရွယ်လူပြိုပေါက်အရွယ်ကိုရောက်ရှိလာခဲ့ပါလိမ့်တဲ့။ဒီလိုနဲ့ဒီနေ့တော့အခါမှာတော့16နှစ်အရွယ်မင်းသားစိတ်တက်တယောက်မမေရဲ့ပညာစွမ်းများပြည့်ဝလာပြီလို့ယုံကြည်တာကြောင့်ရစ်ကြီးထံမှခွင့်ပန်လေတော့တယ်။ဆရာဖေဟာတပည့်တော်ရဲ့ခမည်းတော်မဲတော်တို့ပျောက်ဆုံးနေသည်မှာတော့ကြာမြင့်လာပါပြီ။အခုအခါတပည့်တော်လည်းအရွယ်ရောက်နေပြီဖြစ်လို့မိဘနှစ်ပါးကိုလိုက်လံရှောက်ဖွေခွင့်ပြုပေးတော်မူပါဖေဟာ။ဒါပေမဲ့ညံအမျော်မြင်ကြီးမားလာတဲ့ရစ်မြတ်ကြီးကတားမြစ်လေတော့တာပေါ့။ချစ်တာတင်းမိပါများကိုကဲတင်ရမှာတော့တာမန်စွမ်းရည်နဲ့မလုံလောက်သေးပေ။တင်အိရန်သူများသည်အင်အားကြီးမားလာပေတယ်။ဒါကြောင့်တင်ဟာအိန္ဒိယမှာဆက်လက်နေထိုင်ပြီးတော့ပုံမအစွမ်းထက်တဲ့ကျင့်စဉ်များကိုပြင်းမြောက်အောင်ကြည်ကြံအောင်လို့ဆုံးမလီတော်တဲ့အဲဒီခါမှာတော့မင်းသားစိတ်တက်လဲဆရာရစ်ကြီးရဲ့စကားကိုနာခံလို့ခုအတွင်းမှာပဲဆက်လက်ပြီးတော့ကြည်ကြံအားထုတ်လီတော်တာပေါ့ဒီနေ့တော့နည်းနည်းခင်းမှာတော့မင်းသားစိတ်တက်ကလိုင်ကူအနီးမှာရှိတဲ့စမ်းချောင်းဘေးမှာလမ်းလျှောက်ရင်းနဲ့စိတ်ပန်းဖြေနေပါတော့တယ်အဲဒီအချိန်မှာတော့စမ်းချောင်းရည်ပြင်ထက်မှာထူးဆန်းအံ့ဩဖွယ်မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတော့တယ်နောက်ပါရဲ့ကြာပန်းလေးများကရေစီးကြောင်အတိုင်းမျောပါမသွားပဲရေစံဘက်ကိုဆန်တက်နေတဲ့ကဲ့သို့ထူးခြားစွာနဲ့ရွေလျားနေကြပါလေတဲ့ဟာဒါတာမန်ကြာပန်းတွေမဟုတ်တန်ရလို့တွေးပြီးတော့မင်းသားလေးကကြာပန်းများရှိရာချောင်းမြောင်းကိုလိုက်ပါသွားပါတော့တယ်မကြမီမှာတော့ရေပြင်ကျဲတနေရာမှာတော့အလွန်လှပနေတဲ့မိမပြိုလေးများကိုတွေ့မြင်လိုက်ရပါတော့တယ်တကယ်တော့အဲ့ဒီမိမပြိုတို့ဟာလူသားစစ်စစ်မဟုတ်ပဲနတ်သမီးတမျှချုံမော်လှပနေကြပါတယ်
အဲ့ဒီထဲမှာတော့အစင်းအင်ကအလားဆုံးနဲ့ကြက်တည်းအရှိဆုံးသောမိမပြိုလေးတူဦးလည်းပါဝင်လေတယ်။သူတို့ကရေပြင်ထက်မှာကြာပန်းများနဲ့အတူပျော်ရွှင်စွာစောကစားနေကြပြီးခဏအကြာမှာတော့ရေအောက်ကိုငုံရှုလို့ပျောက်ကွယ်သွားကြပါလေတဲ့။မင်းသားစိတ်တက်ကရေနစ်သွားတဲ့အထင်နဲ့လိုက်လံရှာဖွေပေမဲ့ဘသူ့မှမတွေ့ရတော့ပါဘူးတဲ့။ဒီထူးဆန်းတဲ့အဖြစ်အပျက်ကိုသိလို့စိတ်ပြင်းပြနေတဲ့မင်းသားစိတ်တက်တယောက်နောက်တစ်နေ့မှာတော့အဲ့ဒီနေရာကိုစောစီးစွာရောက်သွားပြီးတော့မြစ်ကန်ပိုင်းရှိတစ်ပင်ကြီးဒီပင်ပေါ်မှာတက်ရောက်ပုံအောင်နေလိုက်ပါတော့တယ်။ဒီလိုနဲ့နေမြင့်လာတဲ့အချိန်ကိုရောက်တော့အရှင်နေနေလိုပဲရေပြင်ထက်မှာလိုင်းများထပ်ပြီးတော့မိမပြိုလေးများထွက်ပေါ်လာပြီးတော့ရေကစားကြပြန်ပါတယ်တဲ့။မင်းသားစိတ်ဓာတ်တယောက်တစ်ပင်ပေါ်ကခုန်ဆင်းလိုက်ပြီးတဲ့နောက်မိမပြိုလေးများထံကိုအရောက်သွားပြီးလို့နှုတ်ဆက်စကားဆိုလိုက်ပါတော့တယ်။နမတို့တင်တို့သည်မြေသည့်ရက်ကလှားချသည်နေ။ရုတ်တရက်လူစိမ်းယောက်ျားပြိုတယောက်ရောက်လာသည်ကိုမြင်ရတဲ့အခါမှာတော့မိမပြိုလေးများထိတ်လန့်တကြားဖြစ်လို့ရေထဲကိုချက်ချင်းပဲငုတ်ရှူပြီးတော့ထွက်ပြေးကြလေတော့တာပေါ့။မင်းသားစိတ်တက်လဲသူတို့လက်လွတ်မခံလို့တာကြောင့်ရေထဲကိုတိုင်ပင်ထိုးလို့လိုက်လံဖမ်းဆီးလိပါတော့တယ်။ဒါပေမဲ့ရေထဲကိုရောက်တင်နေတပြိုင်နက်ကြီးမာတဲ့ရေဝဲကြော့ကြီးတစ်ခုပေါ်လာပြီးတော့မင်းသားစိတ်တက်ကိုပါတပါးတဲ့ဝါမျိုးဆက်ယူသွားလိတော့တာပေါ့။မင်းသားစိတ်တက်လဲရေစီးနဲ့အတူနှဲဆိုင်တဲ့ရေအောက်ကပါကိုနစ်မြုပ်ပါသွားလိပါတော့တယ်။မင်းသားစိတ်တက်တတိပြန်လဲလာတဲ့အခါမှာတော့သူဟာရေထဲမှာရှိနေပေမဲ့အသက်ရှူနိုင်ပြီးထူးဆန်းအံ့ဖွယ်ကောင်းတဲ့ရေအောက်နန်းတော်ကြီးတစ်ခုကိုရောက်ရှိနေကြောင်းကိုတော့သိလိုက်ရတော့တာပေါ့။တကယ်စင်စင်မှာတော့အဲ့ဒီမိမပြိုလေးများရေအောက်ကပါမှငကားမင်းသမီးလေးများဖြစ်ကြပြီးတော့မင်းသားရောက်ရှိနေတဲ့နေရာမှာတော့တကူကြီးတဲ့ငကားပင်ကြီးစိုးဆန်ရငကားပင်ဖြစ်ပါတော့တယ်။ငကားပင်ကြီးမှာတော့မမီတို့တိုင်းပြည်ကိုရောက်ရှိလာတဲ့လူသားမင်းသားငယ်စိတ်တက်ကိုမြင်တွေ့ရတဲ့အခါမှာတော့ရှန်လိုခြင်းမရှိပဲသဘောကောင်းစွာဖြင့်ကြိုးစိုးပါလေတော့တယ်။မင်းသားလေးကငကားပင်မှာခိတ္တခုလိုရင်းနဲ့ငကားမင်းသမီးလေးများနဲ့မိတ်ဆွေဖြစ်လို့ရေအောက်ကပါရဲ့အလှတရားများကိုခန်းစားခဲ့ရလေတာပေါ့။ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့ကျေးဇူးရှင်ရစ်မြတ်ကြီးကိုစိတ်ပူနေမှာကိုတွေးမိရကြောင်းလူပြူပြန်လို့ကြောင်းကိုတော့ငကားမင်းကြီးအားရှောက်တင်ပါလေတော့တယ်။ငကားမင်းကြီးလည်းမင်းသားလေးရဲ့တစ္ဆာတရားနဲ့တတိကိုသဘောကျတာကြောင့်အလွယ်တကူခွင့်ပြုံသာမကအလွန်အဖိုးတန်တဲ့လက်ဆောင်တစ်ခုပါပေးအပ်လိုက်ပါတယ်တဲ့။ချစ်တာဤအရာကငါအိတ်ကိုပါဖြစ်တော့ရွှေရောင်ငကားဥချိုဖြစ်ပေတယ်။ဤဥချိုသည်အလွန်တရာအစွမ်းထက်မြက်ပါ၏။ကြီးမားသောမြစ်ကြီးတစ်စင်းကိုပဲချက်ချင်းဖြစ်ပေါ်စေနိုင်တဲ့ကဲ့သို့ရှိရင်ဆွဲရေတုကိုလည်းချက်ချင်းပဲခန်းချောက်သွားစေနိုင်တဲ့အစွမ်းရှိပေတယ်။တင်အခက်အခဲကြုံတွေ့ရချိန်တိုင်းမှာတော့ဤဥချိုကိုအသုံးပြုလို့ငါတို့ငကားမျိုးနယ်များထက်မှအကူအညီတောင်းခံလို့အဲ့လိုမှာကြားပြီးရဲ့နောက်မှာတော့ငကားမင်းကြီးကသူ့ရဲ့နောက်လိုက်ငကားများကိုဆေးလွတ်လို့မင်းသားလေးစိတ်တက်အားရစ်မြတ်ကြီးရှိရာတောအုပ်စီတို့ဘေးကင်းစွာနဲ့ပြန်လည်ပို့ဆောင်ပေးလိုက်ပါတော့တယ်။မင်းသားလေးစိတ်တက်ကငကားပြင်မှာပြန်ရောက်လာပြီးရဲ့နောက်မှာတော့ရှင်ရစ်မြတ်ထံ၌ငကားမင်းပေးလိုက်တဲ့ရွှေရောင်ငကားဥချိုကိုပြတ်သားလို့ခီးစဉ်အကြောင်းကိုရှောက်တင်လေတော့တယ်။ရစ်မြတ်ကြီးသည်လည်းတပြည့်ပြည့်သူရဲ့စွန့်စားခန်းများနဲ့ရရှိလာတဲ့လက်ဆောင်မှုကိုကြည့်ရှုလို့ကျင်းနာအားရတော်မူလာတာပေါ့။အဲ့ဒီအချိန်မှာစလို့မင်းသားလေးသည်လည်းရစ်ကြီးတင်ကြားပေးတဲ့ပညာရများကိုတော့ပြည့်စုံအောင်နေမနာညမအားစူးစမ်းအားထုတ်လေတော့တာပေါ့။ဒီလိုနဲ့မကြခင်အချိန်ကာလတစ်ခုကိုရောက်လာတဲ့အခါမှာတော့ရစ်မြတ်ကြီးကမင်းသားလေးစိတ်တက်ကိုခေါ်ယူလို့မိတော်မူလေပါတော့တယ်။ချစ်တာစိတ်တာယခုအခါတင်သည်ပညာဆုံးပြီဖြစ်တဲ့ကဲ့သို့ငကားမိ၏စွမ်းထက်သောလက်နက်ကိုလည်းပိုင်ဆိုင်ထားပြီဖြစ်တယ်။တင်းရဲ့မိဘနှစ်ပါးကိုရှာဖွေကဲတင်ရအတွက်အချိန်တန်ပြီဖြစ်လို့တောမထွက်ကခီးဆက်လေတော့ရစ်ကြီးရဲ့ခွင့်ပြုချက်ရသည်နဲ့မင်းသားစိတ်တတယောက်ဆရာရစ်အားရှိခိုးကြော့ပြီးတော့မိဘနှစ်ပါးကိုရှာဖွေရန်အတွက်တောနဲ့ကြီးထဲမှာထွက်ခွာလာခဲ့လေတဲ့။တချိန်နဲ့တပြိုင်နက်ထဲမှာတော့လွန်ခဲ့တဲ့နေ့ပေါင်းများစွာကပင်လယ်ထဲကိုမျောပါသွားခဲ့တဲ့မေတော်မိဖုရားကြီးရဲ့ကံကြမ္မာသည်လည်းစမ်းကြယ်စွာဖြစ်ပြလျက်ရှိနေပါတော့တယ်။မိဖုရားကြီးစင်းနေလိုက်ပါလာတဲ့ဝါဖောင်ကရေစီးကြောင်အတိုင်မျောပါလာရမှဝေးလံတဲ့ကပိလက်တိုင်းလို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ခုရဲ့ကမ်းခြေကိုဆိုက်ရောက်သွားခဲ့ပါတော့တယ်။ကပိလတိုင်းကိုအုပ်ချုပ်တဲ့ဘုရင်မြတ်ကဒေါကစားထွက်လာရင်းနဲ့
ကမ်းခြေမှာတောင်တင်နေတဲ့မိဖုရားကြီးကိုတွေ့မြင်သွားပါတော့တယ်။ရှေးဘေးတစ်လို့နွမ်းနယ်နေပေမဲ့မိဖုရားကြီးရဲ့ရုပ်ဆင်းယူပကားကကြက်တည်ရရှိပြီးတော့အလွန်တရာချုံမော်လှပနေစေဖြစ်ပါတော့တယ်။ကပိလမင်းကြီးကမိဖုရားကြီးရဲ့အလောက်ကိုမြင်လင်းမြင်ချင်းမှာတော့တက်မဲ့မော်လို့မမေရဲ့မိဖုရားအဖြစ်တော်ကောက်ရန်အတွက်နန်းတော်ကိုခေါ်ဆောင်သွားလီတော့တယ်။နန်းတော်ကိုရောက်တဲ့အခါမှာတော့ကပိလမင်းကြီးကမိဖုရားကြီးအားမေတ္တာစကားဆို၍ပေါင်းသိရန်စူးစမ်းလီတော့တာပေါ့။ဒါပေမဲ့မိဖုရားကြီးကမမေရဲ့ခင်မွန်းဖြစ်သူတုဒ္ဒဓမ္မမင်းကြီးပေါ်မှာထားရှိတဲ့တစ္ဆာတရားကြောင့်ကပိလမင်းကြီးရဲ့အလိုမလိုက်ရောခဲ့ပါဘူးရဲ့။အံ့ဖွယ်ကောင်းသည်မှာတော့တစ္ဆာရှင်မိဖုရားကြီးရဲ့ကုခန္ဓာကကပိလမင်းကြီးလာရောက်ထိတွေ့တိုင်းမှာတော့မိခင်ပမာပူပြင်းနေရကြောင်းမင်းကြီးသည်လည်းအနားကိုပင်မကတ်နိုင်ဖြစ်ရလေတော့တာပေါ့။ဒီလိုနဲ့မမေအလိုကိုမလိုက်ရောတဲ့အပြင်ထူးဆန်းစွာပူလောင်နေတဲ့မိဖုရားကြီးကိုတော့ကပိလမင်းကြီးကဒေါသအမျက်ချောင်းချောင်းထွက်လို့ဤမင်းမရောက်သည်ငါအားမိဖြစ်တိုက်ဟုဆွဆွဲလျက်မြေအောက်အကျဉ်းတိုင်းမှာတော့ခြေလက်တို့ကိုတန်ကြီးချင်းခတ်လို့ဖန်စီချုံနှောင်ထားလိုက်ပါတော့တယ်။ဒါပေမဲ့ကပိလမင်းကြီးရဲ့မူလမိဖုရားကြီးနဲ့သမီးတော်မင်းသမီးတို့မှာတော့ထိုအဖြစ်ကိုစာနာတနာကြတာကြောင့်အကျဉ်းတိုင်းတဲကိုတိတ်တဆိတ်သွားရောက်လို့အစားအစာနဲ့ရေကိုပို့ဆောင်ပေးနေစောင့်ရှောက်ထားကြပါတော့တယ်။တစ်ဖက်မှာတော့ခမည်းတော်မင်းကြီးတုဒ္ဒဓမ္မကဝါဖောင်ပြက်နဲ့လူသူရောက်ပေါင်းနေတဲ့ကျွန်းကျွန်းဘက်ကိုရောက်ရှိနေခဲ့ပါတော့တယ်။မင်းကြီးကဇနီးနဲ့သားကိုစစ်ပူပင်တော့ကရောက်နေပေမဲ့ဤနေရာမှလွတ်မြောက်ရန်အတွက်စူးစမ်းရင်းနဲ့တော်ရင်းမှာတည်င်းသုံးနေတဲ့ရတိအိုတပါးနဲ့တွေ့ဆုံပါလိရောတယ်။ရတိအိုကအသေးမင်းကြီးတင်ဤသားနဲ့မရသည်အသက်ရှင်လျက်ရှိပါသေး၏။သို့တော့သူတို့ကိုကဲတင်ရမှာတော့တင်၌စွမ်းအားလိုအပ်ပေ၏။ဤတော်ထဲမှာပင်တရားကျင့်ကြံအားထုတ်လို့လမ်းညွှန်ပေးလိုက်ပါတယ်တဲ့။မင်းကြီးတုဒ္ဒဓမ္မကရတိအိုရဲ့လမ်းညွှန်မှုနဲ့ကျင့်ကြံနေထိုင်ရင်ထိုတော်အုပ်ကိုစောင့်ရှောက်သောဘလူမင်းတစ်ပါးနဲ့မိတ်ဆွေဖွဲ့မိလေတော့တာပေါ့။အဲ့ဒီဘလူမင်းကရုပ်စင်းအင်ကကြမ်းတမ်းပေမဲ့စိတ်တဘောထားကောင်းမှုသူဖြစ်ပါတယ်တဲ့။မင်းကြီးရဲ့ဘဝဖြစ်စဉ်ကိုတော့ဘယုနာတက်တာကြောင့်ဘလူမင်းကသူပိုင်ဆိုင်တဲ့အိဆာတရားမော်တောင်ဝေးကိုမင်းကြီးကိုလက်ဆောင်ပေးအပ်လိုက်ပါတယ်တဲ့အဆွေဤတောင်ဝေးသည်တာမန်မဟုတ်ပေကောင်းကင်သို့ညိုပြလိုက်ပါကတေသူကိုရှင်စေရှင်သူကိုတေစေနိုင်တဲ့အစွမ်းရှိပါ၏မြေကြီးနဲ့ရေပြင်ကိုညိုပြလိုက်ပါကသမုတ်တရားမြေချောင်းများကိုချက်ချင်းပဲခန်းချောက်သွားစေနိုင်၏ဟုအစွမ်းတက်တိကိုပြောပြလေတော့တဲ့အဲ့ဒီအခါမှာတော့မင်းကြီးတုဒ္ဒဓမ္မကထိုမော်တောင်ဝေးကိုရရှိပြီးတဲ့နောက်မှာတော့ကျွန်းကနေထွက်ခွာလာခဲ့ပါတော့တယ်။သူဟာကုန်းတဲ့အသွင်ဖန်ဆင်းလို့တိုင်းပြည်အနှံ့လဲလှယ်လို့မိသားစုကိုစုံစမ်းထောက်လှမ်းရင်းနဲ့နောက်ဆုံးမှာတော့ဇနီးတဲ့ရောက်ရှိနေရလို့သတင်းရတဲ့ကပိလတိုင်းကိုရောက်ရှိခဲ့လေတဲ့။ကပိလတိုင်းရဲ့ဇေယျတန်းတစ်ခုမှာတော့မင်းကြီးတုဒ္ဒဓမ္မကကုန်းတဲ့ရောင်ဆောင်လို့စုံစမ်းနေစဉ်မှာတော့လူရည်တက်လူငယ်လေးတူနဲ့စုံတွေ့လေပါတော့တယ်။အဲလူငယ်လေးမှာတော့တခြားသူမဟုတ်ပါဘူးတဲ့။မိဘများကိုရှာဖွေနေတဲ့သားတော်မင်းသားစိတ်တက်ပင်ဖြစ်ပါတော့တယ်။စိတ်တက်ကဖခင်ဖြစ်သူငယ်စဉ်ကမညံနဲ့မမိပေမဲ့ဖခင်ဖြစ်သူမှာတော့သားတော်ကိုချက်ချင်းမမမိနိုင်ပဲဖြစ်နေရှာတော့တာပေါ့။အပြန်အလှန်မင်းမြန်စုံစမ်းပြီးတဲ့နောက်မှာတော့သားဖနှစ်ယောက်ပြန်လည်တွေ့ဆုံကြရပြီးတော့ဝမ်းသာမျက်ရည်ကျရပါလိမ့်တော့တယ်။အဲဒီနောက်မှာတော့သားဖနှစ်ယောက်ကကပိလမင်းကြီးရဲ့အကျဉ်းတိုက်ထဲမှာမေတော်မိဖုရားကြီးအဖမ်းခံရကြောင်းကိုအတိအကျသိလိုက်ရပါတယ်တဲ့။ဒါမဲ့ကပိလမင်းကြီးကအင်အားကြီးမှပြီးတော့ဒေါသလည်းကြီးသူဖြစ်လို့အလွယ်တကူဝင်ရောက်ခဲ့တဲ့အတွက်မဖြစ်နိုင်ဘူးပေါ့။ဒါကြောင့်သားဖနှစ်ယောက်ကမင်းကြီးထုံအတနာခံစားပေးဖို့လို့မိဖုရားကြီးအားလူပေးရတဲ့အတွက်တောင်းဆိုကြပါတော့တယ်။ကပိလမင်းကြီးကအတနာခံစားကိုဖတ်ပြီးတဲ့အခါမှာတော့ဒေါသအမျက်ချောင်းချောင်းထွက်လေတော့တယ်။ငါလည်းထဲရောက်နေတဲ့မိန်းမကိုပြန်တောင်းရတဲ့ကောင်တွေကဘဲကောင်တွေလဲ။သူတို့ကဖမ်းဆီးချင်လို့အမိတ်ပေးကရဲမဲ့များကိုဆေလွတ်လိုက်ပါတယ်တဲ့။မေကြီးတုဒ္ဒဓမ္မနဲ့မင်းသားစိတ်တက်တို့ကရဲမဲ့များရဲမလွတ်အောင်လို့တော်တွေကိုထွက်ပြေးပုန်းရှောင်ကြရပါတော့တယ်။အဲ့ဒီခါမှာတော့သားတော်စိတ်တက်ကအကြံတစ်ခုကိုတင်ပြလာပါတော့တယ်။ခမီးတော်ဒီလိုပြေးနေုံနဲ့မဲတို့ကိုကဲတင်နိုင်မည်မဟုတ်ပါ။သားတော်အဖမ်းခံပြီးတော့ထောင်ထဲကိုဝင်မှသာမဲတို့ကိုခေါ်ထုတ်နိုင်ပါမည်။ခမီးတော်သည်အပြင်မှစောင့်ဆိုင်နေတော်မူပါလို့အဲ့ဒီနောက်မှာတော့မင်းသားစိတ်တက်က
ရဲမဲ့များအလားကိုစောင့်ဆိုင်ပြီးတော့မိမိကိုဖမ်းခံလိုက်ပါတော့တယ်။ရဲမဲ့တို့ကမင်းသားကိုဖမ်းဆီးပြီးတဲ့နောက်မှာတော့မေတော်ရှိရာမေးအောက်အကျဉ်းလိုက်တဲ့သူထက်သွင်းချုံနှောင်လိုက်ကြတယ်တဲ့။ဒါတော့မင်းသားရဲ့အကြံစီပင်ဖြစ်ပါတော့တယ်။နေ့နဲ့တကောင်အချိန်ရောက်တဲ့အခါမှာတော့မင်းသားစစ်တပ်တယောက်မိမိတက်ကြွထားတဲ့ခန္ဓာရည်ပညာနဲ့ထောင်ဆောင်များကိုအိမ်မွေချလိုက်ပါတော့တယ်။ထောင်ဆောင်များအိပ်ပျော်သွားတဲ့အခါမှာတော့မင်းသားကအပိန်ကြီးတကူကိုတုံးလို့တော်များကိုဖွင့်ကမေတော်မိဖုရားကြီးကိုကဲထုတ်လိုက်တော့တာပေါ့။မိဖုရားကြီးကိုချုံနှောင်ထားတဲ့တန်ကြိုးများနဲ့အိပ်ပျော်နေတဲ့ထောင်ဆောင်များကိုပြန်လဲတုံနှောင်ထားခဲ့ပြီးတော့တာဘီနှစ်ယောက်ကအကျဉ်းတိုက်ကနေလွတ်မြောက်လာခဲ့ကြပါတယ်တဲ့။ဒီလိုနဲ့တောဆာမှာစောင့်ဆိုင်းနေတဲ့မင်းကြီးတုတ္တဓမ္မကတားနေမရပြန်လဲရောက်ရှိလာတာကိုမြင်ရတဲ့အခါမှာတော့ဝမ်းသာအားရပွေဖက်ကြိုးစိုးပါလေတော့တယ်။နေပေါင်းများစွာကွေးကွာနေခဲ့တဲ့မိသားစု၃ယောက်ကလပြည့်ဝင်အောင်မှာတော့မျက်ရည်များနဲ့ပြန်လဲစုံစည်းနိုင်ခဲ့ကြပါပြီတဲ့။ဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုကခိတခဏသာခံလေးပါတယ်။နောက်တနေ့နက်နဲ့မှာတော့ကပိလမင်းကြီးကအကျဉ်းသားများထွက်ပြေးသွားကြောင်းကိုသိလိုက်ရတဲ့အခါမှာတော့မိုးကြိုးပစ်တဲ့ကဲ့သို့ဒေါသပေါက်ကွဲလေပါတော့တယ်။ဒီကောင်တွေငါလက်ကနေဘယ်မှမပြေးနိုင်ကြရဘူး။စင်တက်မြင့်တအကုန်ချီပြီးတော့လိုက်ဖမ်းကြစမ်းကပိလမင်းကြီးကိုယ်တိုင်ဦးစီးတဲ့စစ်တပ်ကြီးကတာဖ3ယောက်ရှိရာသို့ရကြံလိုက်ပါလာလေတော့တာပေါ့ကပိလမင်းကြီးကမမရဲ့အကျဉ်းသားများလွတ်မြောက်သွားသည်ကိုသိရှိပြီးရဲ့နောက်မှာတော့ဒေါသအမြင့်ချောင်းချောင်းထွက်လို့စင်တက်မြင့်တယထာတာခြေချင်းတက်ဟုသောစတုရင်ကဘိုးပါအပေါင်းကိုဦးစီးလို့တာဖ3ယောက်ရှိရာသို့တဟုန်တို့လိုက်လံတိုက်ခိုက်လေတော့တာပေါ့တာဖ3ယောက်ကရှေ့ကိုဆက်ပြေးရန်ခက်ခဲတဲ့အစအဦးတစ်ခုအတင်ကိုရောက်ရှိပိတ်မိနေကြတယ်။အပြင်ဘက်မှာတော့ကပိလမင်းကြီးရဲ့တက်မတော်ကြီးကပရွက်စိတ်ဥပမာဝိုင်းရံထားပြီးတော့လက်နဲ့မျိုးစုံနဲ့ပြစ်ခတ်ရန်အတွက်ပြင်ဆင်နေကြတော့တာပေါ့။ဒီလိုနဲ့အခြေအနေကတိရိကေဟာမှာမီးလောင်တကယ်တော့အလိုမင်းစိုးရင်ပွဲကောင်းနေပါပြီ။အဲဒီခါမှာတော့တားတော်မင်းသားစိတ်တက်ကခမီးတော်နဲ့မေတော်တို့ကိုစိတ်မပူကြရန်အတွက်ရှောက်တင်ပြီးတော့သူ့ရဲ့ခါကြမှာငကားပင်ကြီးပေးသနာထားတဲ့ရွှေရောင်ငကားဥကျူထုတ်ယူလိုက်ပါတော့တယ်။မင်းသားကဥကျူနှကမ်းမှတစ်လို့ဂါထာမဏ္ဍန်များကိုယူဖက်ပြီးတော့အစအုံရဲ့ပပလေသို့မှုတ်ထုတ်လိုက်ပါတော့တယ်။ချက်ချင်းဆိုသလိုပဲမြေကြီးအကွဲကြောင်များမှကြီးမားလာတဲ့မြစင်းရောင်ရေတိုင်းကြီးတစ်ခုကမိုးထီအောင်မြစ်တက်လာပြီးတော့သူတို့သားဖ3ယောက်လုံးကိုလုံခြုံစွာကာရင်လိုက်ကြပါတော့တယ်။ကပိလမင်းကြီးရဲ့စစ်တီတော်များပြစ်ခတ်လိုက်တဲ့မေးကြီးများမို့တို့သည်လေထိုရတိုင်းကိုမကြော်နိုင်ပဲရေထိတော်မိတကဲ့သို့ငိမ့်သက်ခြင်းခံလိုက်ရပါတော့တယ်။အဲ့ဒီပြင်တကားဥကျူရဲ့တကူတော်ကြောင့်ရေစီးကြောင်များကရန်သူစစ်တီများဘက်သို့လက်ပြီးတော့ရုတ်ချီကိုလွှမ်းမိုးသွားပါတော့တယ်။ရင်နေနေတဲ့စစ်တီအချို့မှာတော့ကြွက်ဆုံများပမာဖြစ်သွားပြီးတော့အသက်လူကကူးခတ်ကြရပါတော့တယ်။ဒါပေမဲ့တကူအိတိပနဲ့ပြည့်စုံတဲ့ကပိလမင်းကြီးမှာတော့တာမန်မဟုတ်ပါဘူး။သူကမိမိရဲ့မောအစွမ်းနဲ့ရေပြေကိုနင်းလျှောက်လို့မင်းသားတို့ရှိရာသို့ဝင်ရောက်တိုက်ခိုက်ရန်အတွက်ကြိုးစားလေပါတော့တယ်။အဲဒီခါမှာတော့မင်းသားစစ်တပ်ကငကားဥကျူဒုတိယအကြိမ်မှုတ်ထုတ်လိုက်ပြန်ပါတော့တယ်။အခုတစ်ကြိမ်မှာတော့ရေအောက်ကပါမှကြီးမားတဲ့ငကားကြီးများကမြေကြီးကိုဖောက်ထွက်ပေါ်လာကြပြီးတော့ကပိလမင်းကြီးကိုဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ်။ကပိလမင်းကြီးကအစွမ်းထက်သူဖြစ်သည့်အားလျော်စွာငကားများနဲ့ရှင်ပြိုင်တိုက်ခိုက်ရမှာတော့မြင့်ရည်ပြင်းတစ်ခုလုံးကငကားသွေးများနဲ့နေရဲသွားသည့်အထီကိုပြင်းထန်လေးပါတော့တယ်တဲ့။ဒါပေမဲ့နောက်ဆုံးမှာတော့ကပိလမင်းကြီးကစွမ်းအားကုန်ခံလို့ငကားများရဲ့ဖန်စီကြီးကိုခံလိုက်ရပြီးတော့ရေအောက်ကိုဆွဲနေခြင်းခံလိုက်ရပါတော့တယ်။ရေအောက်မှာတော့ငကားများရဲ့ချုံနှောင်မှုကိုခံနေရတဲ့ကပိလမင်းကြီးကမမရဲ့အသက်ဘေးကိုတွေ့လို့မန်မာနများကြာရှင်းသွားရှာတော့တာပေါ့။အိုးမင်းကြီးသူတမကျွန်ုပ်မားရွေးမိပါပြီ။ကျွန်ုပ်၏အသက်ကိုချမ်းသာပေးပါ။သင်တို့မိသားစုကိုမင်းသည့်ဒုက္ခများမပေးတော့ပါ။ထီနန်စည်းစိမ်များကိုလည်းပုံအပ်ပါမည်လို့ရေထဲမှနေလို့တောင်းပန်စကားဆိုလေပါတော့တယ်။တဘောဓာပြေဝပြီးတော့မေတ္တာတရားကြီးမားတဲ့မင်းကြီးတုဒ္ဒဓမ္မကရန်သူကိုတက်ဖြတ်လို့ခြင်းမရှိပါဘူးတဲ့အဆွေမင်းကြီးတင်ဤစည်းစိမ်ကိုငါမလို့ခြင်းမှာငါတို့တားဖကိုဘေးကင်းစွာနေခွင့်ပြုလင်ကျင့်တတ်ပါပြီလို့မိန့်တော်မူပြီးတော့တားတော်စိတ်တအားငကားဥကျုံနဲ့ရှင်များကိုပြန်လဲရုပ်သိမ်းစေလိုက်ပါတော့တယ်မင်းသားစိတ်တတယောက်ဥကျုံမြေကြီးပေါ်ကိုထိုးဆိုင်လိုက်တဲ့နေ့တပြိုင်နက်ရှင်ပင်ကြီးကခန်းချောက်သွားပြီးတော့ကပိလမင်းကြီးနဲ့တကွ
ရင်နေတဲ့စစ်တီများတေဆုံးနေတဲ့ငကားအလောင်းများပေါ်ထွက်လာပါတော့တယ်။အဲဒီအခါမှာတော့တုဒ္ဒဓမ္မဘလူမေပေးအပ်ခဲ့တဲ့အိဆာတရားမော်တောင်ဝင်းကိုထုတ်လို့ကောင်းကင်ကိုညွှန်ပြလိုက်ပါတော့တယ်။တေသူရှင်စီရှင်သူကျမ်းမာစီဟုအထိတ်ထန်ပြုလိုက်ရမှာတော့တေဆုံးနေတဲ့စစ်တီများနဲ့ငကားများသည်လည်းချက်ချင်းကိုပြန်လဲအသက်ဝင်လာကြပါတော့တယ်။အေးမြကြီးမားတဲ့မေတ္တာတရားနဲ့တကူစွန်းအောင်ကိုတွေ့မြင်လိုက်ရတဲ့ကပိလမင်းကြီးဟာအလွန်တရာအံ့ဩကြည်ညိုသွားပြီးတော့မင်းကြီးတုဒ္ဒဓမ္မအားလက်အုပ်ချီလို့မိတ်ဆွေမဟာမိတ်အဖြစ်ဂတိသစ္စာပြုလေတော့တဲ့အဆွေမင်းကြီးတင်ဤဖြူစင်သောစိတ်ထားကိုကျွန်ုပ်ကြည်ညိုလာပါသည်တင်ဤတိုင်းပြည်ဖြစ်သောသုနာပရဒတိုင်းကိုမတရားရယူထားတဲ့ညီတော်မင်းနန္ဒအားနှိမ်နှင်းရမှာတော့ကျွန်ုပ်ကိုယ်တိုင်စစ်ကူပေးပါမယ်လို့ကပိလမင်းကြီးကဂတိပေးလေတော့တာပေါ့အဲ့ဒီနောက်မှာတော့တိုင်းပြည်တစ်ခုပေါင်းစည်းထားတဲ့မဟာမိတ်တက်ကြီးဟာမင်းနန္ဒစိုးစံနေတဲ့သုနာပရဒတိုင်းစီတို့စစ်ချီလာကြပါတော့တယ်မြို့တော်ရောက်တဲ့အခါမှာတော့မင်းကြီးတုဒ္ဒဓမ္မကညီတော်အားသွေးထက်တန်ရုံမဖြစ်စေလိုတာကြောင့်ထီနှောက်ကိုငြိမ်းချမ်းစွာပြန်အပ်ရန်အတွက်ရာဇသံပေးလေတော့တယ်ဒါပေမဲ့မာနခက်ထန်တဲ့ညီတော်မင်းနန္ဒဇနီးတဲ့စန္ဒာဒေဝီနဲ့ရောက်ခမအမတ်ကြီးဥက္ကလာတို့ကလက်မခံပဲပြန်လဲတိုက်ခိုက်ကြပါတော့တယ်အမတ်ကြီးဥက္ကလာကသူတက်ကြွတဲ့မော်ပညာနဲ့ကောင်းကင်သို့ပြန်တက်လို့တိုက်ခိုက်ပြီးမဲ့မင်းကြီးတုဒ္ဒဓမ္မနဲ့မင်းသားစိတ်ဓာတ်တို့ရဲ့တရားတော်စွမ်းအားကပိလမင်းကြီးရဲ့စစ်တီအင်အားတို့ကိုမရှင်းနိုင်ပဲနောက်ဆုံးမှာတော့အသက်ရှင်လျက်ဖန်စီခြင်းခံလိုက်ရပါတော့တယ်မင်းနန္ဒာရဲ့တပ်မတော်ကြီးသည်လည်းအကြီးကျယ်ရှုံးနိမ့်သွားခဲ့တော့တာပေါ့ဒီလိုနဲ့စစ်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့တိုင်းသူပြည်သားတို့ကမမီတို့ချစ်ခင်တဲ့မင်းကြီးတုဒ္ဒဓမ္မပြန်လည်ရောက်ရှိလာသည်ကိုဝမ်းမြောက်ဝမ်းသာကြိုဆိုကြပါတော့တယ်မင်းကြီးသည်တစ္ဆာပေါက်ပွန်ကန်သူများဖြစ်ကြတဲ့ညီတော်မင်းနန္ဒစန္ဒာဒေဝီနဲ့အမတ်ကြီးဥက္ကလာတို့သုံးဦးကိုတော့စီရင်ချက်ချမှတ်လေတော့တယ်။တင်တို့သုံးဦးသည်လွန်ခဲ့သောနှစ်ပေါင်းများစွာကငါတို့သားဖသုံးယောက်ကိုဝါးဖောင်ဖွဲ့၍ပင်လယ်ထဲမျိုးကတပ်ဖြတ်ရန်ကြံစီခဲ့ပေသည်။အခုအခါဝစ်တီလဲပြီးပြီ။တင်တို့ပြုခဲ့သည့်အတိုင်းတင်တို့ပြန်လဲခံစားကြစေ။အမိတ်တော်အတိုင်းထိုသူရုပ်သုံးဦးကိုတော့ဝါးဖောင်မှာကြို့တုပ်လို့ပင်လယ်ပြေကိုမျောလိုက်ကြပါတော့တယ်။သူတို့ကကဲပါယူပါလို့အော်ဟစ်ငိုကြွေးကြပေမဲ့အရှင်ကသူတို့ကိုကဲတင်ခဲ့မှုတဲ့တခြားမင်းသည်ပင်လေအခုတစ်ချိန်မှာတော့မကဲတင်တော့ပဲသူတို့ရဲ့ဝကြွေးကိုကြည့်ရှုလျက်လစ်လူရှုလိုက်လေတော့တယ်နောက်ဆုံးမှာတော့ဝါးဖောင်ကလိုင်းတဘိုးများကြားမှာပြက်စီလို့တအူစလုံးရေအောက်ကိုနစ်မြုပ်လို့ငါးစာဖြစ်သွားကြလေတော့တာပေါ့အဲ့ဒီနောက်မှာတော့မင်းကြီးတုဒ္ဒဓမ္မကမမရဲ့သားတော်မင်းသားစိတ်တက်အားသူနာပရန္ဒတိုင်းရဲ့ဘရင်အဖြစ်ထီနန်လွဲအပ်လေတော့တယ်ကပိလမင်းကြီးသည်လည်းမင်းသားစိတ်တက်ရဲ့အရေးချင်းကိုသဘောကျသဖြင့်သူဤသမီးတော်မင်းသမီးလေးနဲ့လက်ထထိမ်းများပေးလေရတယ်ဒီလိုနဲ့မင်းသားစိတ်တက်နဲ့ကပိလမင်းသမီးလေးတို့ကသူနာပရန္ဒတိုင်းကြီးကိုတရားနဲ့အညီအုပ်ချုပ်မင်းလုပ်ကြပြီးတော့ကပိလတိုင်းနဲ့သူနာပရန္ဒတိုင်းတို့သည်လည်းညီနောင်ရင်းချခဲ့သို့မဟာမိတ်ပြုလို့သာဝရငြိမ်းချမ်းသာရတဲ့တိုင်းပြည်များအဖြစ်တည်တဲ့သွားကြလေတော့တယ်နားဆင်သူများရှင်အခုဖပြတင်ဆက်ခဲ့တဲ့ပုံမြင်အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်နောက်အစစ်စစ်နေမှာလည်းဒီလိုစိတ်ဝင်စားဖွယ်ရာပုံမြင်အကြောင်းအရာတွေကိုဖပြတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးတော့အားပေးစောင့်မျှော်နားဆင်ပေးပါအောင်ရှင်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်